နောက်တော့မှသွားပါတော့မယ်လေဆိုပြီးတော့မရောက်ဖြစ်လိုက်တဲ့ခရီးတွေရှိလားဒါမှမဟုတ်အဲ့တုန်းကသွားလိုက်မိရင်ကောင်းသားဆိုပြီးတော့နောင်တရခဲ့ဘူးတဲ့ခရီးစဉ်တွေရောရှိလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ပေးပါနော်အားလုံးပဲမင်္ဂလာပါမီကိုဗတ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခရီးသွားရတာကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်ခရီးသွားခြင်းရဲ့ကောင်းကျိုးတွေနဲ့ဘယ်အချိန်မှာခရီးသွားဖို့အကောင်းဆုံးလဲဆိုတဲ့အကြောင်းအရာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ခရီးသွားခြင်းဟာတုံတာမန်နေစဉ်ဘဝထဲမှာကျင်လည်နေတဲ့လူတစ်ယောက်ရဲ့ပုံစံကနေပြီးတော့တခြားတစ်ယောက်ကိုပြောင်းလဲပေးစေမှာပါအသေးကွဲနေရင်ခရီးသွားပါလူတစ်ယောက်ကတဲ့အောင်ဆွန့်ခွာသွားရုံနဲ့ကဘာကြီးကအဆုံးသတ်သွားတာမဟုတ်ဘူးဆိုတာကိုသိမြင်သွားပါလိမ့်မယ်အရန်လာတဲ့နေရာတွေကဘာကြီးပေါ်ကအယောင်သွေးစုံလင်တဲ့ဒေသတွေဒါတွေအကုန်လုံးကိုတစ်မှခံစား권ရှိပါသေးတယ်အလုတ်မှာပင်ပန်းနေပြီဆိုရင်ခရီးသွားပါနေ့စဉ်ဘဝရဲ့ထဲမှာအလုတ်တွေနဲ့ပိတ်မိနေတဲ့ကိုတွေကခဏတစ်ဖြုတ်အနားယူပြီးတော့ကိုယ့်အတွက်ကိုအချိန်ပေးဖို့ထိုက်တတ်ပါတယ်စိတ်တက်ကြနေပြီဆိုရင်လည်းခရီးသွားပါလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကနေထွက်ပြေးဖို့မဟုတ်ဘဲနဲ့ခရီးသွားရင်းနဲ့မှကဘာကြီးကဘလောက်ကြီးမားကြောင်းဘလောက်လှပကြောင်းလူတွေကဘလို့သိငယ်တဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်ကြောင်းပြဿနာဆိုတာလေအကုန်လုံးကဖြေရှင်းလို့ရနိုင်နေဆိုတဲ့အကြောင်းခရီးသွားရင်းနဲ့ခေါင်းအေးအေးထားပြီးတော့စဉ်းစားလို့ရပါတယ်အတွေးခေါ်အသစ်တွေအမြင်အသစ်တွေလိုချင်နေဆိုရင်လည်းခရီးသွားပါမတူညီတဲ့ဒေတာတွေမတူညီရဲ့ရှင်ကျေးမှုတွေကနေပြီးတော့တင့်အောင်အတွေးအမြင်အသစ်တွေယူဆောင်လာပြီးမျက်စိပွင့်နာပွင့်ဖြစ်စေမှာပါနောက်တစ်ခုကလူတွေအကြောင်းတကယ်သိချင်ခရီးသွားကြည့်ပါဟုတ်ပါတယ်ကိုရီပေါင်းနေတဲ့တငယ်ချင်းတွေဆိုလို့ရှိရင်လည်းခရီးမသွားခင်တော့အကောင်ခရီးသွားပြီးမှမိတ်ပြတ်သွားတဲ့အဖွဲ့တွေလည်းရှိပါတယ်တစ်ဖက်မှာကျတော့လည်းအရင်တော့အရန်ခင်တာမျိုးမဟုတ်ဘဲနဲ့ခရီးသွားပြီးမှအကြောင်းပို့တည်ပြီးပေါင်းလို့ကောင်းတဲ့တငယ်ချင်းမျိုးတွေလည်းရတယ်ပေါ့နော်ဒါတွေကဘာလို့လဲဆိုရင်နေ့စဉ်ဘဝမှာကိုရီပေါင်းနေရအချိန်ပိုင်းတစ်ခုလေးပဲပေါ့နော်ဆိုတော့လူတယောက်အကြောင်းကိုတကယ်သိဖို့အချိန်မလုံလောက်ဘူးခရီးသွားတဲ့အချိန်မှာနေနေညံ့ညံ့ဒီလူတွေနဲ့တွေ့လာရတဲ့အချိန်မှာဘသူကတော့ဘလို့စိတ်ဓာတ်မျိုးရှိလဲဆိုတာကကွက်ကွက်ကွင်းကွင်းသေချာမြင်ရတယ်ပေါ့နော်ဥပမာဆိုကြပါစို့ကိုရီစီးယားမှာယထာလွတ်သွားခဲ့ရင်ဒီအဖွဲ့ထဲမှာမှဘသူကတော့နင်းကြောင်သူ့ကြောင်ဆိုပြီးတော့လက်ညိုးတွေထိုးပြီးတော့အပြစ်လိုက်တင်နေတတ်လဲဒါမှမဟုတ်ရင်ဘသူကတော့နောက်ယထာပဲအချိန်လဲငါတို့ဘာဆက်လုပ်ကြမလဲဆိုပြီးဦးစီးဦးဆောင်လုပ်တတ်လဲဒါမှမဟုတ်ဘသူကတော့အကုန်လုံးရဲ့ဘေးကင်းလုံခြုံမှုကိုစိတ်ပူပြီးတော့တွေးပေးတတ်လေဒါမျိုးတွေကပြဿနာတွေကြုံလာတဲ့အချိန်မှာတအားကိုတိတိတတ်တာမြင်ရပါတယ်ဆိုတော့လူတွေအကြောင်းကိုသိချင်လို့ရှင်တူတူခရီးသွားကြည့်ပါတခါတလေကြာရင်ခရီးတူတူသွားတဲ့စီတော့မရောက်ပါဘူးစီဇန်နေနဲ့မိတ်တွေပြက်ကုန်တာပေါ့နော်ပြီးတော့ခရီးသွားဖို့ဘယ်ချိန်အကောင်းဆုံးလဲတင်ရောက်ရှိနေတဲ့အခုလက်ရှိအချိန်ထပ်ပို့ပြီးတော့ခရီးသွားလို့ကောင်းတဲ့အချိန်ဆိုတာမရှိပါဘူးဘာလို့လဲဆိုတော့လူသားတွေဖြစ်တဲ့ကိုယ်တွေအကုန်လုံးကတနေ့ထက်တစ်နေ့ကိုပို့ပြီးတော့အသက်ကြီးလာပြီးတော့အိုမင်းယိုယွင်းလာလို့ပါကိုပါဝင်တော်တော်များများခရီးသွားဖို့စဉ်းစားလိုက်တဲ့အချိန်မှာပထမဆုံးတွေးမိတာငါအလုပ်တွေများနေတယ်အလုပ်နည်းနည်းပါတဲ့အချိန်ညမှာပဲသွားပါတော့မယ်ဒါမှမဟုတ်ရင်လည်းငါအခုပတ်စံနည်းနေပါသေးတယ်ငါပို့ပြီးတော့ပတ်စံများလာတဲ့အချိန်ညမှာပဲသွားပါတော့မယ်ဆိုပြီးတော့တွေးတတ်ကြတယ်ပေါ့နော်ဒါတွေကလည်းမှန်ပါတယ် financial management အရန်ရေးကြည့်ပါတယ်အဲ့ဒါကြောင့်ခရီးသွားတယ်ဆိုတဲ့နေရာမှာဈေးကြီးတဲ့နိုင်ငံတွေကိုပဲသွားတာနိုင်ငံခြားကြီးပဲသွားတာမဆိုလိုပါဘူးကိုနေတဲ့မြို့လေးကနေပဲအပြင်ထွက်ကြည့်လိုက်ပါမတူညီတဲ့ဒေသတွေမတူညီတဲ့လူမျိုးတွေမတူညီတဲ့ရှင်ကျေးမှုတွေအများကြီးရှိပါတယ်ဒါကြောင့်တစ်နှစ်ကိုမတူညီတဲ့နေရာတစ်ခုသွားခြင်းနဲ့ဆိုရင်ကုန်ကျစရိတ်ဘယ်လောက်ရှိလဲဆိုတာကိုတခါတည်းလေးလာတွက်ချက်ပြီးတော့တစ်လကိုဘယ်လောက်ခွဲစုရင်ရနိုင်မလဲဒီလိုမျိုးလေးတေချာစီစဉ်ထားတာအကောင်းဆုံးပါပဲပြီးတော့ကိုရီးယားခန္ဓာကိုယ်ကတစ်နှစ်နဲ့တစ်နှစ်ပို့ပြီးတော့နှုတ်ပြမလာပါဘူးစေကျော်သက်အရွယ်ဒါမှမဟုတ်လို့ရှင်20စွန်းစွန်းအရွယ်တုန်းကတနေ့ကုန်အထုပ်တွေဆွဲလမ်းလျှောက်ခဲ့လေညကြလို့ရှင်မအိပ်ပဲနေနိုင်တယ်တငယ်ချင်းတွေနဲ့စကားပြောနိုင်တယ်ဒါပေမဲ့အခုတော့အဲ့လိုမဟုတ်ဘူးပေါ့နော်ညဆိုလို့ရှင်ဟိုတယ်ကိုစောစောပြန်ရောက်တာနဲ့တန်းအိတ်ပြီးရင်လည်းမနက်ဆိုလို့ရှင်အထုပ်တွေဆွဲရင်နောက်နေ့ဆိုရင်လက်မောင်းနေနာပြီးတော့ကားကြာကြီးစီးရတာယထာကြာကြီးစီးရတာဆိုလို့ရှင်လည်းခါနာတဲ့ပြဿနာတွေဒူးနာတဲ့ပြဿနာတွေဒါမျိုးတွေကအသက်ကြီးလာလေပို့ပြီးတော့ကြုံတွေ့ရလေပါပဲနောက်တစ်ခုကပျော်ရွှင်မှုနဲ့စိတ်လှုပ်ရှားမှုတွေမှာ expiration date ရှိပါတယ်ငငယ်တော့ခရီးသွားလို့ကိုသွားကျင်တဲ့နေရာမဟုတ်ဘဲနဲ့လမ်းမှားပြီးတော့တခြားတဲ့နေရာကိုရောက်သွားရင်တော့မှငါတို့နေရာအသစ်ဆန်းရောက်တယ်လေဒီနေရာကငါတို့ plan ထဲမှာမပါပေမဲ့အမိုက်တာပဲဆိုပြီးစိတ်လှုပ်ရှားပြီးတော့ရင်ခုန်တာမျိုးတွေရှိတယ်ဒါမဲ့ကြီးလာတော့အဲ့လိုမဟုတ်ပါဘူးရင်ခုန်မှုတွေနေရာမှာစိတ်ပူပန်မှုတွေစားထိုးဝင်ရောက်လာတာပါလမ်းမှားသွားပြီဆိုတာနဲ့ရောက်တဲ့နေရာကိုတော့သေချာမကြည့်နိုင်တော့ဘဲနဲ့လမ်းမှန်ကိုပဲဘယ်လိုပြန်ရအောင်သွားရမလဲငါတို့စီစဉ်ထားတဲ့အတိုင်းပဲဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာမျိုးတွေကိုပဲစိတ်ထဲမှာတွေးနေမိတော့တာပါဆိုတော့အသက်ကြီးလာတာနဲ့အမျှပျော်ရွှင်မှု level ကလည်းတဖြည်းဖြည်းနဲ့ကျလာသလိုခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းနဲ့အကျဘက်ကိုသွားနေတာပါခရီးအတွက်ကုန်သွားတဲ့ငွေဆိုတာကလည်းအသက်ရှင်နေသေးပြန်ရှာလို့ရပါတယ်ဒါပေမဲ့အချိန်ဆိုတာကတော့ဘယ်တော့မှနောက်ပြန်မစီစဉ်ပါဘူးအဲ့ဒါကြောင့်တင်ရခရီးထွက်ရတာကိုလည်းကြိုက်နှစ်သက်တယ်
သွားချင်တဲ့နေရာတွေလည်းရှိနေပြီဆိုလို့ရှိရင်တော့အခုချိန်ကစပြီးတော့ plan သင့်ပါပြီကိုကလည်းအလုပ်လုပ်နေတဲ့လူဖြစ်တဲ့အတွက်ကြောင့်ခရီးသွားဖို့ plan တာခရီးသွားရတာကိုယ့်အတွက်ကိုတကယ်ပျော်ရွှင်မှုရယ်နောက်တစ်နှစ်ကိုဆက်ပြီးတော့အလုပ်လုပ်ဖို့အတွက်အားအင်နေရယ်ဒီလိုမျိုး motivation တွေအကုန်လုံးကိုပေးတဲ့ဝါသနာတစ်ခုပေါ့နော်ဆိုတော့ဝါသနာတူတွေရှိလို့ရှိရင်လည်းlike and follow လေးလုပ်ထားပေးပါအောင်ခရီးသွားရတဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလည်းပုံမှန်တင်ပေးသွားပါမယ်ရှင်ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ရှင်